အော်ခါဝေလငါရီဟာတတော်ဝါလီတွေကိုတွေ့တဲ့အခါပင်ကွန်းဖြန်ဒါမှမဟုတ်လင်းပိုင်တွေကိုသူတို့ကလေတွေကိုမြှောက်ပစ်တတ်ကြတယ်အဲ့ဒီတတော်ဝါလီတွေကိုကစားဆွဲလိုမျိုးစားကစားတော့တာပဲဗော်လီဘောပုတ်တို့လိုမျိုးရေရက်တွေနဲ့တကောင်နဲ့တကောင်ပုတ်ပေးတာထစ်ဒါမှမဟုတ်ဘောလုံးကန်တို့လိုမျိုးသူတို့ရဲ့တန်ပါတဲ့အမီးတွေနဲ့ရိုက်ပုတ်တာမျိုးလွတ်တတ်ကြတယ်အဝေးကြီးကိုလည်းလွှင့်ပစ်လိုက်ပြီးအဲ့ဒီတတော်ဝါလီတွေရေဆက်ကူးနိုင်သေးလားဆိုတာကိုကြည့်နေတတ်ကြတယ်ဒီဖြစ်စဉ်ဟာအဲ့ဒီသားကောင်လေးတွေ16-20ထိပင်မနွမ်းနယ်ပြီးနာကျင်မှုအနေနဲ့တေဆုံးသွားတဲ့အထိဆက်ဖြစ်နေတာပါစားစီတာကိုကစားမလုပ်နဲ့ဆိုတဲ့အမေစကားကိုအခုမှပဲကျွန်တော်နားထည့်သွားတော့တယ်တချို့ကတော့ဒါတိတ်မစိုးပါဘူးသူတို့စားမဲ့အစာကိုသူတို့ကြိုက်တယ်လို့လုပ်လို့ရတာပဲလို့ပြောကောင်းပြောပါလိမ့်မယ်ဒါပေမဲ့ဒီမှာထူးခြားချက်တစ်ခုရှိတယ်အော်ကာဒီဟာအဲ့ဒီတတ်တော်လေးတွေကိုဘောလုံးလိုကစားပြီးတတ်ပစ်လိုက်ပေမဲ့သူတို့တေသွားတဲ့အခါမှာတော့ဒီတိုင်းပစ်ထားခဲ့ကြတယ်သူတို့အဲ့ဒီအစာကိုမစားကြဘူးပျော်ဖို့တက်တွေတက်ပစ်လိုက်ကြတာမှာပြီးရင်တော့သူတို့ဟာကစားဖို့တခြားတတ်တော်တစ်ကောင်ကိုထက်ချကြပြန်ရောဒီတတ်တော်တွေဟာမျိုးပွားတဲ့ကိစ္စနဲ့ပတ်သက်လာရင်လည်းအစိုးဆုံးစင်းတဲ့မှာပါဝင်နေပြန်ပါတယ်တကယ်လို့မျိုးပွားပုံကြောင့်ဗီဒီယိုကိုမကြည့်ကြသေးရဲ့ဒီဗီဒီယိုကြည့်ပြီးမှတွားကြည့်လိုက်ပါဒါပေမဲ့သူတို့ကရာဇဝတ်ကောင်လေးလိုပြုတ်မှုတာဟာမျိုးပွားတဲ့အချိန်တစ်ခုတည်းမဟုတ်ပါဘူးသူတို့ရဲ့ကဘဝလုံးဟာလက်ကစားမှုတွေနဲ့လိန်လည်မှုတွေပေါင်းဆက်ထားတာပါပင်လယ်ဖြန်တွေဟာပင်လယ်စင်ရော်တွေလိုမဲ့တခြားသူကိုအနိုင်ကျင့်တတ်ကြတယ်သူတို့ဟာဘေးနာကတတ်တော်အားလုံးကိုချင်းထောက်တတ်ကြတယ်စင်ရော်တွေလိုတောင်မချမ်းပါဘူးဖြန်တွေဟာပြင်းရည်ရဲ့တတ်တော်တွေထိတီအလကားရတဲ့အစာကိုပဲလိုချင်ကြတာပါတကယ်လို့ပင်လယ်ဖြန်တကောင်ဟာရေဘဝဲဒါမှမဟုတ်ပစွန်ထုတ်ကငါဒါမှမဟုတ်ဂုံးကောင်တွေကိုတဲလာတာမြင်လိုက်ရင်သူတို့စီကနေချက်ချင်းလူယူတော့တာပါပဲတကယ်လို့များအစာကိုမပေးဘဲခုခံနေမယ်ဆိုရင်တော့ဖြန်ကနှုတ်ဆက်ပါလိမ့်မယ်တိုက်ခိုက်တာနဲ့ကြိုက်တာတွေကိုပါလွတ်လာပါလိမ့်မယ်ပြီးတော့တချို့အခြေအနေတွေမှာဆိုရင်ဖြန်ကအဲ့ဒီတတဝါတွေကိုအရင်စားပြီးမှသူတို့တဲလာတဲ့ငါးကိုနောက်မှစားတာမျိုးလည်းရှိပါတယ်အဖိုးပင်လေဖြန်တွေဟာနယ်မြေစိုးမိုးလူစိတ်အလွန်ပြင်းထန်ကြတယ်သူတို့ရဲ့နယ်မြေကိုနီးလန်းမျိုးစုံနဲ့ကာကွယ်တတ်ကြတယ်သူတို့ဘလောက်တောင်နယ်မြေစိုးမိုးခြင်းတယ်လဲဆိုရင်တခြားတတဝါဒါမှမဟုတ်ငှက်တကောင်မှသူတို့နယ်မြေပေါ်မှာလာနာရင်ချက်ချင်းလိုက်လံမောင်းထုတ်ပစ်ကြတာပါတကယ်လို့တခြားဖြန်တကောင်ကမှားပြီးလာနာမိရင်တော့တေးကြီးပစ္စည်းတွေအထိတိုက်ပွဲဖြစ်ပါတော့တယ်သူတို့မှကြောက်ဆောင်ကြီးတွေလိုမျိုးသူတို့အကြိုက်ဆုံးနေရလေးတွေရှိတယ်တကယ်လို့ဖြန်ပေါက်လေးတကောင်ကအဲ့ဒီကြောက်ဆောင်ပေါ်မှာရှိနေရင်ကြောက်ဆောင်ပိုင်ရှင်ကသူ့အနိုင်ကျင့်တာနှုတ်ဆက်တာနဲ့ကြိုက်တာတွေတော့လုပ်ပါလိမ့်မယ်အဲ့ဒီလိုကိစ္စတွေကြောင့်ဖြန်ကလေးတွေအကြိုက်ခံရတာနဲ့ဒဏ်ရာရတာတွေဟာအများကြီးရှိခဲ့ပါတယ်ကိုယ်နယ်မြေထဲကလူကိုမောင်းထုတ်တာကတဘာဝကျတယ်လို့ထင်ရပေမဲ့ပင်လယ်ဖြန်တွေကအဲ့ဒီထက်တောင်ပိုပြီးရက်ဆက်ကြပါတယ်တကယ်လို့ပင်လယ်ဖြန်တကောင်ကဗိုက်စာနေပြီးအစာရှာဖို့ပြင်းနေရင်အစာရှိတဲ့အမတကောင်ရှိလားဆိုတာကို तू ကလိုက်ကြည့်ပါလိမ့်မယ်အစာရှိတဲ့အမနဲ့ဖြန်ကလေးကိုတွေးပြီးဆိုတာနဲ့ तू ကအဲ့ဒီဖြန်ကလေးကိုချက်ချင်းဓားစာခံအဖြစ်ဖမ်းဆီးလိုက်ပြီးအစာပေးဖို့အမေဖြစ်သူကိုချင်းချောက်ပါတော့တယ်တကယ်လို့အမေကဂယူးမဆိုင်ပဲနေရင် तू ကအဲ့ဒီဖြန်ကလေးကိုစလိုက်နှက်တာဒါမှမဟုတ်ရေထဲနှစ်သက်ဖို့အထိကိုစားပါလိမ့်မယ်ဒါကြောင့်အခြေအနေအတော်များများမှာအမေဖြန်ဟာသူ့ရဲ့အစာကိုအဲ့ဒီအဖိုးစီကိုပေးလိုက်ရပါတော့တယ်သူအစာရတာနဲ့တပြိုင်နက်ဖြန်ကလေးကိုတန်းရမရစီပဲပြန်လွတ်ပေးလိုက်ပါတယ်ပေအနှဲငယ်အကွာမှာတင်အလွယ်တကူကောက်ယူလို့ရတဲ့အစာတွေပြန်ကျဲနေရင်တော့သူတို့ကဒီလိုပဲလုပ်တတ်ကြတယ်ဒါဟာသူတို့ကိုပျော်ရွှင်မှုပေးလို့လားဆိုတာတော့ကျွန်တော်လည်းမသိပါဘူးအော်ဒါနဲ့သူတို့ရဲ့နာမည်ကျော်ပုံစံလေးတစ်ခုကိုမေးတော်မလို့ပဲရေပေါ်မှာမျောနေရင်လက်ချင်းချစ်ကားကြတဲ့ပုံစံလေးပေါ့လူအတော်များများကဒါကိုစစ်မှန်တဲ့အချစ်လိုမြင်ကြပေမဲ့ကျွန်တော်ကတော့အဲ့ဒီအလားအပါတွေကိုဖျက်ဆီးပါရစေသူတို့လက်ချင်းချစ်ထားတာဟာရေစည်းနဲ့မျောပါမသွားမို့လို့ပါအဲ့ဒါဟာအချစ်ဒါမှမဟုတ်ဂယူးဆိုင်မှုတွေနဲ့ဘာမှမဆိုင်ပါဘူးဒါဟာရာဇဝတ်မှုတော့မဟုတ်ပါဘူးဒါပေမဲ့ဒီရဲ့လွဲကိုရှင်းပြပေးတဲ့တယ်လို့ကျွန်တော်ခံစားမိလို့ပါ